ဒီနေ့နဲ့ခင်တရားထိုင်ကြမယ်ပေါ့နော်ပထမဆုံးမျက်လုံးလေးကိုမိတ်ခေါင်းဖြောင်းဖြောင်းထားခြေထောက်ကိုတင်မလင်းခွေထိုင်ခြေထောက်နှစ်ချောင်းကိုမထပ်ထားနဲ့ပေါ့နော်ရှေးနောက်လေးလွဲထားပြီးပါလက်ကိုဘယ်ဘက်လက်ပေါ်ညာဘက်လက်ဖွားလေးတင်ပြီးတော့မှလက်မချင်းထိထားတာပဲဖြစ်ဖြစ်ဒူးနှစ်ဖက်ပေါ်မှာလက်ကိုတင်ထားတာပဲဖြစ်ဖြစ်မိမိအဆင်ပြေတဲ့ပုံစံနဲ့ထိုင်နိုင်ပါတယ်ပြီးလို့ရှိရင်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးမှာစိတ်ကိုကိုယ့်ရဲ့ဝမ်းပိုင်းမှာပဲဖြစ်ဖြစ်ထားပြီးတော့မှဝင်လေထွက်လေလေးမှတ်တယ်ဒါမှမဟုတ်နာတီဖြားလေးပေါ်မှာအာယုံထားပြီးတော့ဝင်လေထွက်လေမှတ်လို့ရပါတယ်အဲ့ဒါလေးအရင်လုပ်ရအောင်နော်အဲ့လိုအသက်ရှူတင်ရှူထုတ်လုပ်တဲ့နေရာမှာပုံမှန်အတိုင်းလေးပဲအသက်ရှူတင်ရှူထုတ်လုပ်ပါလုပ်ပြီးတော့မှမရှူပါနဲ့လုပ်ပြီးတော့မှရှူလို့ရှိရင်ညံသွားရင်လူကခဏနေရင်မောပန်းလာတာတွေဖြစ်တတ်ပါတယ်အဲ့ဒီအခါမျိုးကြရင်ကိုယ့်ရဲ့ဝင်လေထွက်လေလေးကိုဖြည်းဖြည်းလေးရှူပေးပါအရန်ကြီးဖြည်းစရာလည်းမလိုပါဘူးပုံမှန်လေးထက်နည်းနည်းလေးပဲတတိလေးကပ်ပြီးတော့မှကိုယ့်ရဲ့ဝင်လေလေးကိုဝင်လိုက်တဲ့အတိုင်းလိုက်တည်နေဖို့ပါပဲဒီပုံစံဟာဆိုလို့ရှိရင်စိတ်ကလေးရာငြိမ်သွားပြီးတော့မှအနားယူပေးတယ်လို့ဖြစ်သွားပါတယ်ခန္ဓာကိုယ်ရောစိတ်ရောပေါ့နော်ဒါကမှတကယ်အနားယူခြင်းအစစ်အမှန်ဖြစ်တယ်ပေါ့ခုခေတ်မှာဆိုရင်လူတွေတော်တော်များများအနားယူတဲ့အချိန်ကျရင်ဖုန်းကောက်ကင်ပြီးတော့မှကြည့်ကြတယ်ပေါ့လေအဲ့ဒါကအနားမရတဲ့အပြင်အုံနောက်ကိုပါထပ်ပြီးတော့မှတခြားအာယုံတွေကိုပြန်ပြီးတော့မှအာယုံစိုက်ပြီးတော့မှအလုပ်လုပ်ရတဲ့အတွက်စိတ်ရောလူရောပို့ပြီးပင်ပန်းစေပါတယ်အဲ့ဒါကြောင့်မို့လို့ကိုအနားယူတဲ့အခါကြလို့ရှိရင်တခြားနည်းလမ်းတွေထပ်ဆလို့ရှိရင်ဒီလိုမျိုး mindfulness meditation လေးလုပ်ခြင်းအဖြစ်အနားယူခြင်းကိုပို့ပြီးအားပေးပါတယ်တကယ်လို့ကိုကတိတ်ဆိတ်နေတဲ့အချိန်မှာဝင်လေထွက်လေမတ်တက်ဖို့ဆိုလို့ရှိရင်လေဒီရဲ့ကျွန်မအရှိမပြောထားတဲ့ဗီဒီယိုလေးတွေကြည့်ပြီးတော့မှပဲဖြစ်ဖြစ်တီးလုံးလေးတစ်ခုတည်းပါတယ်ပေါ့နော်အဲ့လိုမျိုးတန်ဆန်လေးကိုနားထောင်ပြီးတော့မှပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် mindfulness meditation လုပ်ရမယ်အခြေခံလုပ်ပုံလုပ်နည်းတွေပြောပြပေးနေတဲ့အတန်ဖိုင်လေးပဲဖြစ်ဖြစ်ဖွင့်ပြီးတော့မှလုပ်လို့ရပါတယ်နောက်ပိုင်းလုပ်ရင်းနဲ့နေသားကျသွားတဲ့အခါကြလို့ရှိရင်တိတ်တိတ်ဆိတ်ဆိတ်ကလေးနဲ့ကိုယ်ခန္ဓာကိုယ်ကိုစောင့်ကြည့်ရတဲ့ပုံစံကပို့ပြီးတော့မှစိတ်ကလေးကိုငြိမ်သက်စေပါတယ်မိမိအဆင်ပြေတဲ့ပုံစံမျိုးနဲ့လုပ်ကြည့်ပါ
အဲ့လိုလုပ်တဲ့အခါမှာစိတ်ကလေးပြန့်သွားတာပဲဖြစ်ဖြစ်တင်းပြီးတော့မှပဲဖြစ်ဖြစ်အသက်ရှူသွင်းရှူထုတ်လုပ်နေရတယ်ဖြစ်တတ်ပါတယ်အဲ့ဒီအခါမျိုးကြာလို့ရှိရင်ကျမအနေနဲ့ကတော့နဖူးကြောကိုတတိထားကြည့်လိုက်တယ်ပေါ့နဖူးကြောကကြုံနေတာတို့အဲ့လိုမျိုးတစ်ခုခုဖြစ်နေရဆိုရှင်ကျမစိတ်ကလေးကိုပြန်ပြီးတော့မှရှော့တဲ့အနေနဲ့နဖူးကြောလေးကိုပြန်ဖြည့်ပေးလိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ပုံမှန်အတိုင်းပြန်ပြီးတော့မှဝင်လေထွက်လေကိုရှူရတာပို့အဆင်ပြေသွားပါတယ်ခန္ဓာကိုယ်တစ်ခုခုအဆင်မပြေနေဘူးစိတ်ထဲမှာတစ်ခုခုအဆင်မပြေနေဘူးဆိုရင်ဒီနဖူးကြောလေးကကျုံသွားတတ်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုလည်းဒီနေ့ message ပေးချင်တာဖြစ်ပါတယ်ပြန်လုပ်ကြည့်ရအောင်နော်တကယ်လို့အတွေးတွေတွေးမိလာတယ်ဆိုလို့ရှိရင်အတွေးတွေတွေးမိပါလားဆိုပြီးမှတတိလေးကတ်လိုက်ပေါ့နော်ဒီအပေါ်မှာဒေါသဖြစ်တာစိတ်အလိုမကျတာတွေအမှမဖြစ်စေနဲ့ပေါ့နော်ဖြစ်သွားခဲ့တယ်ဆိုလို့ရှိရင်လည်းဖြစ်မှန်ပြန်လိုက်တည်ပေါ့ပြောချင်တာကကိုယ်စိတ်ကဘာဖြစ်လိုက်လဲဖြစ်မှန်ကိုနောက်ကနေတတိနဲ့လိုက်တည်လိုက်ဖို့ပါပဲအဲ့လိုမျိုးတတိကလေးနဲ့တိပါများသွားခဲ့ရင်စိတ်ကလေးကပို့ပြီးတော့မှအာယုံဆူဆိုင်နိုင်စွာပို့ကောင်းသွားပါတယ်တကယ်လို့စိတ်တွေအရင်ရှုံနေတယ်လို့ကိုထင်နေဆိုရင်ဝင်လေထွက်လေလေးကိုကောင်းတဲ့မတ်တက်လေးအကူအညီယူပြီးတော့မှလည်းပြန်ပြီးတော့မှတခြားဘက်ကိုအာရုံမရောက်အောင်ထိမ့်ပေးနိုင်ပါတယ်အရှိရဗီဒီယိုတွေမှာပြောထားတယ်လို့မျိုးဝင်တဲ့အခါကျရင်ဖြည်းဖြည်းလေးဝင်တဲ့ချိန်ကျရင်စိတ်ထဲကနေ1 2 3 4အောက်နဲ့အချိန်ကျရင်1 2 3 4ထွက်တဲ့ချိန်ကျရင်လည်း1 2 3 4ဆိုပြီးအဲ့လိုလေးစိတ်ထဲကနေပြီးတော့မှဝင်လေထွက်လေလေးအတိုင်းနောက်ကနေစီးချက်မကွာ1 2 3 4လိုက်ရှိပြီးပါပေါ့နော်ဝင်တဲ့အချိန်ရဲ့အသက်ကလေးခဏအောင်ဘိုက်အဆုပ်ထဲမှာရှိနေတဲ့အချိန်ပေါ့နော်မထွက်ခင်အချိန်လေးရယ်ပြီးရင်ထွက်နေတဲ့အချိန်လေးရယ်ဒီ3ခုပေါ့အဲ့ဒီအချိန်လေးကိုအဓိကအာယုံလေးထားပြီးတော့မှကောင်းတဲ့မတ်တက်လေးအကူအညီနဲ့လုပ်ကြည့်ပါပေါ့အဲ့ဒါဆိုလို့ရှိရင်ခုနကအတွေးတွေကကိုယ်အနိုင်မယူသွားဘူးအနိုင်မယူသွားစေဘူးပေါ့နော်ပြန်လေးကြည့်ရအောင်ပါ
ပြီပေါ့နော်အဲ့လိုထိုင်နေရင်လည်းခန္ဓာကိုယ်ကညောင်းလာတယ်ဆိုရဲလို့ရှိရင်ပြန်ပြီးတော့မှခါလေးကိုတတိထားပေးပါပေါ့ကြောရိုးလေးကိုပေါ့နော်နည်းနည်းဆောင်းသွားတာကြောင့်ဖြစ်နိုင်ပါတယ်အဲ့တော့ခါလေးကိုပြန်ပြီးတော့တတိလေးနဲ့မမတ်ကလေးပြန်ထားပေးပါပခုံးကြောတွေကိုဖြီထားပါပေါ့နော်နဖူးလည်းမကြုံပါစေနဲ့ခန္ဓာကိုယ်လေးကပျော့လေးဖြစ်နေရင်ဝင်လေထွက်လေအာရုံစုစိုက်ရတာပိုကောင်းပါတယ်ဒီတစ်ခေါက်10မိနစ်လောက်လုပ်ကြည့်ရအောင်ပေါ့နော်ဟုတ်ကဲ့10မိနစ်လေးပြီးသွားပြီထင်ပါတယ်အဲ့တော့ခန္ဓာကိုယ်လေးကိုဖြည့်ပြီးမျက်လုံးလေးဖြည့်ဖြည့်ချင်းဖွင့်လို့ရပြီပေါ့နော်အဲ့ဒါဆိုရင်အတူတူပါဝင်ပြီးတော့မှ mindfulness meditation လေးကိုလိုက်လုပ်ပေးတဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တာလုပ်ငန်းဆောင်တာများအားလုံးကိုချချုံမွေ့အဆင်ပြေစွာနဲ့ပြုလုပ်ဆောင်ရွက်နိုင်ကြပါစေလို့ဆုတောင်းရင်အားလုံးကျန်းမာချမ်းသာကြပါစေနောက်ဗီဒီယိုမှာတွေ့မယ်နော်